မင်္ဂလာပါကျွန်တော်စစ်သူမိတ်ဆွေတို့ရေဒီနေ့ကျွန်တော်တို့ကတော့ပြည်ဦးလွင်မှာရှိတဲ့ JB Jewelry ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ရှင်ကဲ JB ကမမနေပြီးတော့တဲ့ကျွန်တော်တို့စိုင်ဖွင့်တဲ့အထိတ်အမှတ်အနေနဲ့ကျွန်တော်တို့ရဲ့ TikTok စစ်သူမိတ်ဆွေတွေကိုတဲ့လက်ဆောင်ပေးမဲ့ကဏ္ဍလေးပါရှင်လက်ဆောင်လေးကတော့ဒီအိတ်ကလေးကိုပေးမှာပါရှင် February 14ရက်နေ့ဗလတိုင်းနေ့ကြလို့ရှိရင်ညဘက်ပိုင်းမှာမဲဖောက်ပေးမှာဖြစ်ပါတယ်ဟုတ်ပါတယ်ရှင်ဒီအိတ်ကလေးကတော့တန်ဖိုး4သိန်းနဲ့မှ8000ရှိပါတယ်ဟိုကြောက်လုံးရရဆိုလို့ရှိရင်990နဲ့မှတစ်လုံးပါပါတယ်ရှင်ကဲဘယ်နေ့ဖက်ဝင်ပါ14ရက်နေ့14ရက်နေ့ကဲချစ်သူများနေ့မြစ်တာတွေနော်အားလုံးမျှဝေတဲ့နေ့ဆိုတော့လေကဲမင်္ဂလာရှိတဲ့နေ့လေးမှာပါဝင်ခြင်းနေဆိုလို့ရှိရင်ဘယ်လိုလေးလုပ်ပေးရမလဲရှင်မမအခုကျမတို့ဒီ JB ရဲ့ TikTok account ထဲမှာ like and share လေးလုပ်ပေးရမယ်ပေါ့နော် share လေးလုပ်ပေးရမယ်အဓိကတော့ follow လေးပေါ့နော် repost လေးတစ်ခုတော့ပြန်လုပ်ပေးရမယ်ပေါ့နော် ဒီလေးကတော့ကျမတို့ဒီလေးကတော့ကြောက်စိမ်းကိုအရေးသွေးကောင်းတဲ့ဟာလေးကိုထည့်သွင်းအသုံးပြုထားတာပါ။ဒါလေးလည်းဆိုဒီအလဲမှာပါတဲ့ကြောက်လေးတွေကကျမတို့ကြီးကြီးလေးနဲ့ transparent ဖြစ်တဲ့ဒီလမ်းကျိတ်လေးပေါ့နော်လမ်းကျိတ်လေးကိုအသုံးပြုထားတာဒီဘက်ကကျတော့လမ်းကျိတ်အရင်လေးပါဒီအလဲကကြောက်တွေကတော့ပို့ပြီးမှအရေးသွေးကောင်းတဲ့ဟာလေးတွေကိုအသုံးပြုထားတာဖြစ်ပါတယ်အကုန်ဟမ်းမိတ်ကြီးပဲပေါ့နော်အားလုံးကိုအားလုံးကိုလက်နဲ့ပဲပေါ့နော်ပြုလုပ်ထားတာဖြစ်ပါတယ်ကဲရတဲ့လူကတော့ special ဗျာလက်ကိုတမန်လေးပါဝင်ခြင်းနေဆိုလို့ရှိရင်တော့ဒီ JB ရဲ့ TikTok account လေးကိုသွားပြီးတော့ follow လုပ်ပါဒီ video လေးကို repost လေးတော့လုပ်ပေးပါနော် JB account ထဲမှာသွားပြီးတော့ကန်ဆယ်ရမှာနော်မတ်တီရဲ့ TikTok ချစ်သူမိတ်ဆွေတို့ရေကဲလက်မလွတ်တန်းလေးပေါ့နော်အိတ်ကလေးလက်ဆောင်ဘယ်သူများရမလဲလို့နော်ဆက်လက်ကနေမှာတွေ့မယ်ကျေးဇူးတင်ပါတယ်ရှင်